သာသနာတော်နှစ်2569နှစ်ကောဇာတက္ကရာ1385ခုနှစ်ဒုတိယဝါဆိုလပိကျော်3ရက်2023ခုနှစ်ဩဂုတ်လ4ရက်တောက်ကြနေ့၌အွန်လိုင်းမှာဟောကြားအပ်သောပရလောကနှင့်နောက်ဘဝအပိုင်းနှစ်တရားဒေသနာတော်နတ္ထိကဝါဒကိုဆွဲကင်ထားတဲ့ပါယတိရာဇညာလို့ခေါ်တဲ့တေတပြမျိုးစားကြီးကခေတဲ့လူတော့မဟုတ်ဘူးသူကလက်တွေ့သမားလက်တွေ့ဆက်တတ်တာအဲ့တော့ပရလောကဆိုတာကိုတော့ရှင်းထားပြီနောက်ဘဝမရှိဘူးကုသိုလ်ကအကုသိုလ်ကတို့ရဲ့အကျိုးမရှိဘူးဆိုတာနဲ့ပတ်သက်ပြီးတော့ဆက်လက်ပြီးညှင်းဆိုနေတော့မယ်အဲ့ဒီချက်ကိုသူကဆက်လက်ကင်ထားတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့အဲ့ဒါရှိတယ်ဆိုတဲ့အကြောင်းကိုရှင်ကုမာရကတ္တဗကနော်တခိုးတယောက်တည်ရပေးခံရတဲ့အခါမှာအင်ကိုပြန်ပြီးတော့ခွင့်ပန်ပြီးဆွေရမျိုးတွေကိုနှုတ်ဆက်ခြင်းတဲ့ဆိုတာမရသလိုအပင်ငယ်ရောက်သွားတဲ့ပုဂ္ဂိုလ်တယောက်ဟာလည်းပဲခက်တာပြန်ပြီးတော့မျိုးစားကြီးမှားလိုက်တာကိုပြန်ပြောပြရစေအောင်ဆိုရင်လည်းငရဲလှုပ်ပေးမှာမဟုတ်ဘူးဆိုတဲ့ဥပမာနဲ့ရှင်းပြတယ်အဲ့ဒါဟာထောက်ထားမဖြစ်ဘူးလို့ဆိုလို့တယ်ဒါဘလို့မရှိဘူးဆိုတာနဲ့ထောက်ထားမဖြစ်နိုင်ဘူးအကယ်၍လာကျအောင်တော့သူကလှုပ်ပေးပါတော့ဆိုပြီးရှင်ကုပါရကတ္တဗကရာဇဝတဥပမာနဲ့ရှင်းပြပေးမယ်လို့သူကပြောတော့အရှင်ကတ္တဗအရှင်မြတ်ဒီလိုပြောပြီးမဲ့လို့တပည့်တော်ကတော့ပရလောကမရှိဘူးနောက်ဘဝမရှိဘူးကုသကအကုသကတည်းရဲ့အကျိုးမရှိဘူးလို့ပဲတပည့်တော်လက်ခံတယ်တပည့်တော်ယုံကြည်တယ်ဆိုတော့အရှင်ကုမာရကတ္တဗကမေးဒါဖြစ်မင်းအကြောင်းပြစရာနောက်တစ်ခုရှိသလားမရှိဘူးဆိုတာကိုမင်းသက်သေပြနိုင်စရာအကြောင်းရှိလားဟာရှိတာပေါ့ဗျာတပည့်တော်လက်တွေ့စမ်းပြီးတော့ပြောတာဒါဖြစ်ရှိတာပြောစမ်းပါဆိုတော့သူနဲ့ဗဒမယဉ်နေတဲ့ဆွေတွေမျိုးတွေတဲ့မှာလူတော်လူကောင်းနေရှိတယ်တဲ့သူတို့ဟာအကျင့်သီလအမှန်တရားကောင်းကြတယ်သူစရိုက်တရားတွေကိုရှောင်ကြတယ်သူစရိုက်တရားအတိုင်းကျင့်သုံးနေထိုင်ကြတယ်ဘသူအသက်မှလည်းမတတ်ဘူးဘသူဥစ္စာမှလည်းမခိုးဘူးသူတို့ဟာတာမယာပြစ်မှားတာလည်းမရှိဘူးလိမ့်လည်းမပြောဘူးတွေးခွဲအောင်တွေးခွဲစကားလည်းမပြောဘူးနော်ဆဲတာလည်းဘယ်တော့မှမလုပ်ဘူးအကျိုးမရှိတဲ့စကားတွေပြောတာမျိုးလည်းသူတို့ဟာမလုပ်ကြဘူးသူများပစ္စည်းကိုရလို့မှုနဲ့ကြံတွေးတဲ့လောဘလည်းမရှိဘူးလူတယောက်ကိုသိစေလို့တဲ့စိတ်တော့သူတို့မှသိပါစေဆိုတဲ့ဒေါသမရှိကြဘူးကံကံဤကျိုးလည်းယုံကြည်ကြတယ်ပေါ့ကုသကရောတရားကိုကြိုးစားလိုက်နာကြတဲ့လူတော်လူကောင်းတွေတပည့်တော်ရဲ့ဆွေတွေမျိုးတွေမိတ်ဆွေပေါင်းတဲ့နေတဲ့မှာရှိတယ်တဲ့တရက်ကြတော့အဲ့ဒီဆွေတွေမျိုးတွေကအသက်နေမကောင်းနေတဲ့ပုဂ္ဂိုလ်တယောက်စီသူသွားတယ်သူယောဂအခြေအနေကြည့်တော့ဒီလူဟာဒီယောဂကလွတ်ဖို့မရှိတော့ဘူးနောက်ဆုံးအချိန်နေရောက်နေပြီဆိုတဲ့အခါမှာတပည့်တော်ကသူ့ကိုပြောပြတယ်မင်းဟာတကယ်လူကောင်းပဲကုသကပရတရားတွေကို7ပါးနဲ့အညီကြည်ကြကြကိုအထုတ်နေတဲ့လူဖြစ်တယ်တချို့ဘာသာရေးသမဏပြပနာတွေကအဲ့ဒီလူသူများအသက်ကိုတတ်ချင်လည်းရှောင်တယ်သူများဥစ္စာခိုးတာလည်းမလုပ်ဘူးသူစရိုက်တရားတွေအထုတ်ကုသကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်တွေဟာနတ်ပြည်ရောက်တယ်ကောင်းရသူဒီဘုံရောက်တယ်လို့သူတို့
လို့ပြောကြတယ်တဲ့အဲ့တော့မင်းတို့လည်းပဲအဲ့တော့ကုသကမရတရား7ပါးတွေလုပ်ပြီးလူတော်လူကောင်းတွေဖြစ်တော့မင်းတို့တည်သွားရင်တေးချပေါင်းကောင်းတဲ့ဘုံရောက်သူတို့စကားမှန်နေဆိုရင်ကောင်းတဲ့ဘုံရောက်ပါသေးကြတယ်အဲ့ဒီလိုကောင်းတဲ့ဘုံမင်းတို့ရောက်သွားပြီဆိုရင်ငါ့ကိုလာပြောမော်လိုက်တယ်မင်းတို့ကောင်းတဲ့ဘုံရောက်နေပြီကျွတ်တို့ကောင်းတဲ့ဘုံရောက်နေပြီဆိုတာငါ့ကိုလာပြောကြမင်းတို့မလားအားရင်လည်းငါစီတမန်လွတ်လိုက်တပီတော့သေချာမှားလိုက်တော့သူတို့ကလည်းခေါင်းငိတ်သွားတယ်ပြောပါမယ်ဝန်ခံကြိပေးသွားကြတယ်အဲ့ဒီလူတွေကလည်းပဲပြောရင်ပြောတဲ့အတိုင်းလုပ်တယ်ယုံကြည်စိတ်ချရတဲ့လူတွေဖြစ်တယ်ပေါ့သူတို့ကလည်းပြောပါမယ်လို့ဝန်ခံသွားကြတယ်ဒါပေမဲ့လို့သူတို့သေးသွားရောရှက်ပေါင်းလာပေါင်းသာကြာသွားရောဘယ်သူမှသူစီလာမပြောဘူးတဲ့တမန်လည်းမလုပ်ဘူးခဏထိအောင်လာပြောတဲ့လူတရားဝမရှိဘူးအဲ့ဒါကြောင့်နောက်ဘဝဆိုမရှိဘူးသူကလည်းစံတတ်တာလက်တွေ့သမားသူကအဲ့ဒီအကြောင်းကြောင့်တပည့်တော်ကတော့ပရလောကဆိုတာလက်မခံဘူးနောက်ဘဝဆိုတာလက်မခံဘူးကုသကအကုသကအကြောင်းမရှိဘူးရှိတယ်ဆိုတာလက်မခံဘူးညှင်းဆိုတယ်အဲ့ဒီတော့ရှင်ကုမာရကတ္တဝကဒါဆိုရင်ငါဥပမာနဲ့ပြောမယ်ဥပမာယမိတိကိစေဝေညုပုရိသပါတိတတအထာရသတတိဥပမာနဲ့ပြောလို့ရှိရင်ပို့ပြီးတော့နားလဲရတယ်အဲ့ဒါကြောင့်ငါဥပမာလေးတစ်ခုပြောမယ်ပို့ပြီးတော့မင်းသဘောပေါက်အောင်ငါပြောမယ်ဥပမာဆိုတော့တဲ့လူတယောက်ဟာမစင်တွင်နဲ့ကြာသွားတာတကူလုံးမြုပ်သွားတယ်နော်မစင်တွင်ကြီးတမျိုးလုံးအရက်တစ်ခုလုံးကနေပြီးတော့တမျိုးလုံးတရွာလုံးကနေပြီးတော့စွန့်ပစ်တဲ့မစင်တွင်မစင်ပွက်အဲ့ကြီးတယ်ပါအဲ့ဒီလူကခေါင်းမှာမြုပ်သွားတယ်မစင်ကြီးကြေးတွေနဲ့လူပြီးမစင်တွင်ကြီးတယ်ပါမြုပ်သွားတယ်မြုပ်သွားတော့သူ့ဝိုင်းဆဲကြတယ်ဆဲပြီးတော့သူတကူလုံးကလည်းမစင်ကြီးကြေးတွေနဲ့ပေးပွားနေတာအဲ့ဒါတွေကိုရှေမိုးချိုးနော်မစင်ကြီးကြေးတွေကိုပြောင်းအောင်တုတ်တင်ပြီးတော့ဝိုင်းလုပ်ပေးကြရေပို့ချိုးပေးကြတယ်ရှေမိုးချိုးပေးပြီးတဲ့အခါမှာမစင်ရဲ့အနတ်တွေကအပဒမပြင်းတော့ဒုက္ခနာကိုကအနတ်သက်တရှိတယ်အဲ့ဒါတွေလေဝိကြိုင်တဲ့အနတ်တွေလေးတဏ္ဍခါတွေလေးပေါက်တာတွေတော့ဒုက္ခနာကိုကအနတ်သက်တွေမကောင်းတာတွေအကုန်လုံးပျောက်သွားအောင်သူ့ကိုလုပ်ပေးကြတယ်လုပ်ပေးရုံနဲ့မကဘူးသူစပင်ကိုလည်းရိပ်ပေးတယ်တော့မုတ်စိတ်တွေပမြိုင်ပွေးတွေအဲ့ဒါတွေအကုန်လုံးလည်းရိပ်တယ်အမွေးမင်းတွေအလုံးရိပ်ပေးပြီးတော့တကူလုံးမွေးကြိုင်နေအောင်အနန္တတေထားအနန္တတေပျောက်အောင်လုပ်ပြီးတော့နော်သူ့ကိုပြုစုထားကြပြုစုတာပြီးတကူလုံးစီတွေလိမ့်နန္တာတွေလိမ့်အဝဆကောင်းလာတွေဝတ်ပြီးတဲ့အခါမှာသူစိတ်ပျော်ဖို့မစင်တွင်နဲ့ကြာသွားတဲ့တန်ချက်တွေမေ့သွားအောင်လို့တကယ်ကိုကာမဂုဏ်အာယုန်နေနဲ့အကောင်းဆုံးအိယာအခန်းတစ်ခုပြည့်စုံပြီးတော့သူ့ကိုအဲ့ထဲသိကြတယ်သူ့ကိုအဲ့ထဲအေးစစ်စစ်နေထိုင်ရတယ်ပြီးတော့သူ့ကိုအပြုစုတွေနဲ့အဲ့ဒီမှာထားကြမယ်အဲ့ဒီအပြုစုတွေနဲ့သူ့မွေးကြိုင်နေတဲ့အခန်းထဲမှာထားတော့သူဟာမစင်တွင်ကြာတော့ကဒုက္ခတွေမေ့သွားနော်အဲ့ဒုက္ခတွေမေ့သွားလို့ပြီးအဲ့ဒီလိုတကူလုံးလှပအောင်ဒါသာဆင်မွေးကြိုင်နေတဲ့ပြုစုဆောင်ရှောက်ထားတဲ့ပုဂ္ဂိုလ်တယောက်ကိုမင်းအဲ့ဒီခုနမင်းကြတဲ့မစင်တွင်နဲ့တစ်ခါလောက်လက်တွေ့ဆင်ကြည့်ပါဦးလားမေးမယ်ဆိုရင်တိုက်တော့မယ်ဆိုရင်အဲ့ဒီလူကဆင်မမလားတဲ့မစင်တွင်ကြီးတဲ့ကိုမင်းတစ်ခါလောက်မင်းဘယ်လိုဆင်းရဲခဲ့တယ်ဆိုတာလေးကိုပြန်ပြီးတော့မှတ်ရအောင်အဲ့တွင်ကြီးတဲ့ကိုခဏဆင်မလားလို့ဆိုဘယ်ဆင်မလဲဗျာတဲ့မစင်တွင်ဆိုတာအမှန်တမ်းရောစရာကောင်းတာတဲ့အနံ့ရတယ်အမှန်တမ်းဆိုးတာတဲ့
ကျွန်းစရာလည်းကောင်းတယ်နားလည်းဆိုတယ်မစင်လည်းမစင်ကြဘူးအညစ်အကြေးတွေဖြစ်တယ်ဆက်ဆုပ်စရာယွန်းရှာစရာအော်ဂလိဆန်စရာတွေဖြစ်တယ်ပေါ့အဲ့ဒါလို့ပြောတဲ့အခါရှင်ကုမာရကသဘာကအေးဒီတိုင်းပဲနော်နတ်တွေဟာလူပြေကိုလာဖို့ရမစင်တွင်းနဲ့ဆင်းရမှလောက်ကြောက်တယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်လူတွေရဲ့အနံ့ကရှုစတာတရားလောက်ကစပြီးတော့နတ်ရဲ့နှာခေါင်းကိုလာတိုက်ခိုက်တယ်။နတ်ကမခံနိုင်ဘူး။လူတွေရဲ့အနံ့ကလူတွေကသာမွေးနေတာလေလူတွေကသာမွေးတာနတ်တွေကလူအနံ့ကိုမကြိုက်ဘူး။အဲ့ဒါတော့စဉ်းစားကြည့်ပြီးတယ်ဟုတ်လောက်တယ်ငယ်ငယ်တုန်းကတိရစ္ဆာန်ရောက်သွားတဲ့အခါတိရစ္ဆာန်အနတ်နေမခံနိုင်ဘူးသူတို့ချင်းချင်းတော့နန်းနေကြတာမှုေးနေကြပုံရတိရစ္ဆာန်တွေသူတို့ချင်းချင်းတော့မှုေးနေပဲလေခွေးတွေကလည်းခွေးတစ်ကောင်တစ်ကောင်နန်းနေကြောင်းတွေကလည်းကြောင်းတစ်ကောင်တစ်ကောင်နန်းနေကြအဲ့တော့လူတွေကသွားလို့ရှိရင်တိရစ္ဆာန်တွေရဲ့အနတ်တော့ဆိုးတာဒါမစဲအနတ်မဟုတ်ဘူးတိရစ္ဆာန်ရဲ့ကိုယ်ကထွက်တဲ့အနတ်ဒါပေမဲ့ခဏခေတ်တော့တိရစ္ဆာန်ချစ်တဲ့ပုဂ္ဂိုလ်တွေကတော့မှုေးလို့လားမသိဘူးသူတို့မှုေးအောင်လှုပ်ထားသလားမသိဘူးခွေးတွေနဲ့အိတ်နေကြတဲ့လူတွေလည်းအများကြီးပဲကြောင်းတွေနဲ့အိတ်တဲ့လူတွေလည်းအများကြီးပဲနော်ဘယ်လိုအနတ်ကြိုက်နေတဲ့တော့မသိဘူးဒါပေမဲ့ခွေးနတ်ကြောင်းနတ်တိရစ္ဆာန်နတ်နဲ့မခံနိုင်လောက်အောင်နတ်ကိုနတ်နာပြောတာနော်မခံနိုင်ဘူးအဲ့အနတ်နေလူနတ်နဲ့မထူဘူးတိရစ္ဆာန်နတ်ကတစ်မျိုးဒါတန်ရှင်းပါတယ်ဆိုရယ်တိရစ္ဆာန်တော့ပါပဲအနတ်သက်ရှိတယ်ပေါ့လူတွေရဲ့မနုဿခန္ဓာလူတွေရဲ့အနတ်လူတွေရဲ့ခန္ဓာကိုယ်ကထွက်တဲ့အနတ်မကောင်းတဲ့အနတ်မဟုတ်ဘူးလူတွေဖိလိပ်ပြင်ဆင်ထားလို့လူကောင်းတွေကထွက်တဲ့အနတ်လူရဲ့ယနတ်နော်လူရဲ့အနတ်တွေကိုလူတွေကတော့မှုေးကြတယ်နတ်တွေကြတော့ရှုစနာတရားလောက်ကလေးကလူနတ်ရအဲ့ဒီကလေးကလူနတ်ကိုမခံနိုင်လို့လူပြေလာဖို့ဆိုတာသူတို့နှာခေါင်းပိတ်လာမှဖြစ်တယ်အဲကြောင့်မလာကြဘူးတဲ့အဲ့ဒီနတ်ကအလောက်ထိအောင်ဆိုတယ်တဲ့အဲ့ဒီတော့တဲ့မြို့စားမင်းကြီးသင်ရဲ့မိတ်ဆွေချစ်ကြွဝင်တဲ့ဆွေတွေမျိုးတွေမိတ်ဆွေပေါင်းတဲ့နေဟာနတ်ပြည်ရောက်သွားတယ်ထားပါတော့သူတို့ကောင်းတဲ့အကျင့်တွေကျင့်လို့သူတို့ဟာနတ်ပြည်ရောက်သွားကြတယ်နတ်ပြည်ရောက်ပြီးတော့အကယ်၍တင့်ကိုလာပြောဖို့လူပြည်ကိုလာမယ်ဆိုလို့ရှိရင်မစင်တွင်နဲ့ပြန်ဆွင့်ရတယ်လို့သူတို့လာကြတဲ့စိတ်ရှိမှာမဟုတ်ဘူးတဲ့ခဏဆင်ကြည့်ပါဦးဆိုတော့မှပဲလာမှာမဟုတ်ဘူးအချိန်မဲ့ဆွဲနေပါပဲသွားရတာဝန်လေးတယ်မကောင်းတဲ့အနတ်တွေကိုကြောဖြတ်ဖို့ရခက်တယ်အဲ့ဒါကြောင့်လို့မင်းကိုလာပြောမဲ့လူမရှိတာတဲ့အနတ်ဆိုးလို့ဆိုတော့ဒါကြောင့်ပြောအဲ့ဒါကြောင့်မင်းလက်ခံလိုက်ပရလောကဆိုတာရှိတယ်နတ်ဘဝဆိုတာလည်းရှိတယ်နော်ကံကံရေးကျိုးဆိုတာလည်းရှိတယ်လို့မင်းလက်ခံပါဒါကိုကြည့်ပြီးတော့မင်းလက်ခံပါသူတို့လာမပြောတာဟာအကြောင်းရှိတယ်သူတို့ကပွေ့ကြိုင်နေတဲ့အနေထားမျိုးရောက်နေသည့်အတွက်ကြောင့်မစင်တွင်နဲ့တူတဲ့လူပုံလာပြောမှမဟုတ်ဘူးအဲ့လိုပြောတဲ့အခါကျတော့မြို့သားမင်းကြီးကအရှင်ဘုရားဘယ်လိုပဲပြောတပည့်တော်ကအကြောင်းပြစရာရှိတယ်ရှင်ဘုရားပြောပေမဲ့လို့အဲ့ဒါလို့ပြောပေမဲ့လို့တခြားအကြောင်းပြစရာရှိတယ်ဒါကြောင့်မို့လို့အဲ့ဒီအကြောင်းကြောင့်ပရလောကဆိုတာမရှိဘူးနောက်ဘဝဆိုတာမရှိဘူးနောက်ဘဝဆိုတာမရှိဘူးသိပြီဒီကုသကအကုသကနဲ့အကျိုးမရှိဘူးလို့ပဲတပည့်တော်ကရှုံးကြည့်နေတယ်ရှင်ဘုရားဘယ်လိုပဲပြောဒါကိုလက်မလွတ်နိုင်ဘူးတပည့်တော်ယုံကြည်ချက်ရှိတယ်အဲ့ဒီတော့ရှင်ကုမာရကသဘာမေးတယ်နေပါဦးမျိုးစားမင်းကြီးတဲ့မှာတခြားယုံကြည်လက်ခံစရာအကြောင်းတစ်ခုရှိသေးလားအကြောင်းပြနိုင်တာရှိလား
ရှိတာပေါ့ဘယ်လိုတော့ပြောပြကြပါဆိုတော့ခုနလိုပဲတပည့်တော်ရဲ့ဆွေတွေမျိုးတွေနော်ချစ်ခင်ကြတဲ့မိတ်ဆွေတဲ့ငါအပေါင်းအသင်းတွေအဲ့ဒီမှာလူတော်လူကောင်းတွေရိုင်းရှိတယ်စိတ်ကောင်းတဲ့လူကောင်းရှိတယ်တူတူညတာတယ်ကုသိုလ်ကောင်းမှုတွေလုပ်ကြတယ်အဲ့ထဲကနေမကောင်းနေတဲ့လူတယောက်ဒီလူကတော့ဒီတောင်ကကြောက်မှမဟုတ်ဘူးတော့ကိုနေကောင်းနေမကောင်းဖြစ်နေတယ်မကြခင်သူဘဝဆုံးစရာအကြောင်းရှိတယ်ဆိုရယ်အဲ့ဒီလူစီသူသွားတယ်သွားပြီးတော့ဘာသာရေးဆရာတွေကဟောထားတယ်မင်းတို့လူတော်လူကောင်းမျိုးကုသကံရတရား7ပါးသူစရိုက်တရားတွေကိုကြိုးစားအထုတ်တဲ့ပုဂ္ဂိုလ်သိလို့ရှိရင်တာဝရိန္ဒနတ်ပြည်ဖြစ်တယ်လို့သူတို့ဟောကြတယ်အဲ့တော့မင်းနဲ့ဒီရည်ချင်းနဲ့ရှိတော့မင်းသူတို့ပြောတဲ့စကားမှန်မယ်ဆိုရင်မင်းလည်းပဲအဲ့ဒီတာဝရိန္ဒနတ်ပြည်သိရင်တော့တာဝရိန္ဒနတ်ပြည်ရောက်မှသိချတယ်အကယ်၍တာဝရိန္ဒနတ်ပြည်ရောက်တယ်ဆိုလို့ရှိရင်တပလုံးလောကရှိကြောင်းတတိပြဖို့အတွက်ငါ့ကိုလာပြောတာမှာအခုတာဝရိန္ဒနတ်ပြည်ရောက်နေပြီဆိုတာမင်းမလာနိုင်လို့ရှိရင်လည်းတယောက်ယောက်လွှတ်လိုက်ပါမင်းပေါ်ငါယုံနေလက်ခံတယ်မင်းပေါ်မှာငါယုံကြည်စိတ်ချတယ်အဲ့လိုတပည့်တော်မှားလိုက်တာတဲ့မင်းမြင်တဲ့အတိုင်းငါလည်းပဲမင်းပြောရင်တော့ငါလုံးဝလက်ခံတယ်တမလို့တော့ကရှိတယ်ဆိုရင်ငါလက်ခံမင်းပြောတဲ့အတိုင်းဟုတ်တယ်ခုသူတာဝရိန္ဒနတ်ပြည်ရောက်နေတယ်ပရလောကရှိတယ်တော့ဘဝရှိတယ်ကာကရဲ့အကျိုးကုသကံအကုသကံရဲ့အကျိုးရှိတယ်လို့မေးပြောလို့ရှိရင်ငါလက်ခံဆိုတော့ဟိုလူကလည်းကောင်းပါပြီကျွန်ုပ်တာဝရိန္ဒနတ်ပြည်ရောက်လို့ရှိရင်ကျွန်ုပ်ကိုယ်တိုင်လာပြောပါမယ်သို့မဟုတ်တမန်လွှတ်လိုက်ပါမယ်လို့ပြောလိုက်တာခဏတီဘယ်သူမှလာပြောမလို့ရှိဘူးတဲ့နှစ်ပေါင်းသာတော့ကြာသွားပြီဒီမှလာပြောမလို့ရှိဒါလည်းပဲသူ့ရဲ့လက်တွေ့စမ်းသပ်ထားတဲ့အကြောင်းတရားတစ်ခုပါတဲ့ဒါကြောင့်မို့လို့တပည့်တော်ကတော့ပရလောကဆိုတာမရှိဘူးနောက်ဘဝဆိုတာမရှိဘူးကုသကံအကုသကံရဲ့အကျိုးမရှိဘူးလို့ပဲယုံကြည်တယ်အဲ့လိုညင်းဆိုပြန်တယ်ညင်းဆိုတဲ့အခါကျတော့ရှင်ကုမာရကသဗ္ဗကသူ့ကိုရှင်းပြပြန်တယ်မြို့စားကြီးတဲ့ဒါနဲ့ပတ်သက်ပြီးသင်ကိုမေကိုတစ်ခုမေးမယ်ကြိုက်တယ်လို့ဖြေပါတဲ့သူမေးမယ်မေကိုကြိုက်တယ်လို့ဖြေပါတဲ့လောကလူတွေရဲ့သက်တမ်းဟာအခုနှစ်တရာနော်လူတွေရဲ့သက်တမ်းဟာနှစ်တရာလူတွေရဲ့သက်တမ်းနှစ်တရာသည်တာဝရိန္ဒနတ်ပြည်မှာတရက်ပဲရှိသေးတယ်အဲ့ဒီရက်နဲ့ရက်30ဟာတစ်လ12လတစ်နှစ်ပေါင်း1000တာဝရိန္ဒနတ်ပြည်မှာနေတာတာဝရိန္ဒနတ်သက်ကိုနော်လူတွေရဲ့အနှစ်တရာမှတာဝရိန္ဒကတရက်ပဲရှိသေးတယ်အဲ့ဒီရက်နဲ့တွက်တဲ့နှစ်ပေါင်း1000သက်တမ်းရှိတယ်တဲ့အဲ့တော့မျိုးစားကြီးမှားလိုက်တဲ့ဆွေမျိုးသားချင်းတွေမိတ်ဆွေပေါင်းတဲ့နေဟာလူတော်လူကောင်းတွေဖြစ်ပြီးတော့ကုသိုလ်ကောင်းမှုရဲ့စွမ်းအားနဲ့တာဝရိန္ဒနတ်ပြည်ရောက်သွားကြတဲ့ဆိုပါစို့တဲ့အဲ့ဒီတာဝရိန္ဒနတ်ပြည်ရောက်သွားတဲ့အခါမှာတဲ့မျိုးစားကြီးမှားလိုက်တာကိုလည်းတတိရတယ်နော်တို့တရက်နှစ်ရက်လောက်တော့နေရအတိတ်ကလေးရောက်တော့တရက်နှစ်ရက်လောက်တော့တို့ရဲ့စီးတဲ့ဥစ္စာတွေကိုစောင့်ကြည့်လိုက်အောင်မယ်ရောက်တဲ့နေရာလေးကိုပြောတယ်လေတရက်နှစ်ရက်လောက်တော့တို့နေလိုက်အောင်မယ်လို့ဆိုပြီးတော့တရက်နှစ်ရက်ဆိုတဲ့အနေနဲ့သူတို့ဥယျာဉ်ဗိမာန်ထဲမှာလက်ပတ်ကြည့်ရှုပြောတဲ့အချိန်လေးမှာနော်အဲ့လိုပြောနေတဲ့အချိန်လေးမှာကဲငါတို့ဘာရသိရာစင်ကြ
မျိုးစားကြီးကမှားလိုက်တာလေးသွားပြောမယ်အဲ့ဒါတို့သူတို့လာပြီးတော့တမလို့လောကဆိုတာပရလောကဆိုတာရှိတယ်နောက်ဘဝဆိုတာရှိတယ်သိပြီးတဲ့တော့နောက်ဘဝဆိုတာရှိတယ်ကုသကအကုသကရဲ့အကျိုးတရားဆိုတာရှိတယ်လို့လာပြီးတော့ပြောမှပဲဆိုပြီးတော့လာသူတို့စီမှာတရက်နှစ်ရက်နေမှတဲ့ကိုလာပြောမယ်ဆိုရင်မျိုးစားကြီးသိသွားတာနှစ်ပေါင်းများလောက်ပြီတဲ့မင်းအသက်ရှိပါဦးမလားဆိုသူတို့ကတရက်လောက်ဆိုင်လိုက်တာနဲ့ဒီကတရက်ဆိုတာတဲ့ဒီကဟိုအော်ရိသနတ်ပြေကတရက်ဆိုတာတဲ့ပဲလူပြေကအနှစ်တရာဖြစ်သွားပြီသူတို့တရက်ခဏလေးဆိုင်လိုက်တာနဲ့နှစ်တရာဖြစ်သွားပြီနှစ်တရာဖြစ်တော့မျိုးစားကြီးရှိပါဦးမလားတဲ့အဲ့ဒီချိန်မှာဆိုတော့အဲ့ကြတော့သူကဘာပြောလို့ဆိုတာဝရိသနတ်ပြေရှိတယ်ဆိုတာအရှင်မြတ်ဘသူကပြောတော့အရှင်မြတ်ဘသူကပြောလေဒီလိုတာဝရိသနတ်ပြေကလူပြေအနှစ်တရာမှသူတို့တရက်ရှိသေးတယ်ဆိုတဲ့တက်တန်းရှိတယ်ဆိုတာရောသူပြောတာလေတပည့်တော်ကတော့မယုံဘူးတဲ့လက်မခံဘူးတာဝရိသနတ်ပြေရှိတယ်ဆိုတာလည်းလက်မခံဘူးအခုလို့တက်တန်းရှိတယ်ဆိုတာလည်းလက်မခံနိုင်ဘူးတဲ့ညစ်ဆိုတယ်သူရဲ့ညင်ဆိုမှုကကိုကနတ်ပြေကိုညင်တာဖြစ်လာတယ်နော်အဲ့တော့ရှင်ကုမာရကသဝကဥပမာတစ်ခုပြောမယ်အဲ့တဲ့ဝမ်းတွင်းကလေးကမျက်စိမမြင်ကန်းလာတဲ့ပုဂ္ဂိုလ်တယောက်ဟာတဲ့အဖြူအမဲဆိုတာမမြင်ရဘူးနော်အယောင်အဆင်းတွေကိုလည်းသူမမြင်ရဘူးဘာကိုမှမြင်မှာမဟုတ်ဘူးပရိသေဝမ်းတွင်းကလေးကကန်းလာတဲ့ဝမ်းတွင်းကန်းဟာလာတွေနေတွေလည်းမြင်ရမှာမဟုတ်ဘူးနက္ခတ္တရာတွေကိုလည်းမြင်ရမှာမဟုတ်ဘူးဒီလောကကြီးရဲ့အလှပဟုသမျှကိုမြင်ရမှာမဟုတ်ဘူးတောတောင်ရေမြေတဘာဝအလှတွေကိုလည်းသူမြင်ရမှာမဟုတ်ဘူးတဲ့အဲ့ဒီမမြင်ရတဲ့အခါမှာအဲ့ဒီဝမ်းတွင်းကနေမျက်စိကန်းလာတဲ့ပုဂ္ဂိုလ်တယောက်ကငါမှမမြင်တာဒါတွေမရှိပါဘူးလို့ပြောရင်ဟုတ်ပါမလားတဲ့ငါမမြင်ဘူးလေသူအမျက်စိကန်းနေတာဟုတ်မျက်စိကန်းနေတော့တောတောင်ရေမြေတွေရဲ့အလှပါတွေရှိတယ်အယောင်စင်းအားအဖြူအဝါနေအစိတ်အညွတ်ရှိတယ်ကောင်းကင်ဘုံကနက္ခတ္တရာတွေရှိတယ်နေတွေလာတွေရှိတယ်ငါမှမမြင်တာမယုံမှုတာတွေရှိတယ်ဆိုမယုံဘူးလို့သူပြောလိုက်မယ်တဲ့နော်ကိုမမြင်ရလို့ကိုမသိလို့ကိုမရှိဘူးလို့ပြောလို့ရှိရင်သူပြောတာတိုင်မှန်မလားဆိုရှင်ပြရတယ်ဘယ်မှန်မမတော့နဲ့ဘာလို့လဲဆိုတော့လောကမှာအဖြူမဲစားတဲ့အယောင်တွေရှိတယ်တောက်တောင်ရည်ပြီးတဘာဝအလားပါတွေရှိတယ်တောင်စင်တောင်နှမ်းခြိုင်ဝမ်းတွေရှိတယ်အဲ့ဒါတွေကရှိနေတာလာတွေနေတွေရှိတယ်ကောင်းကင်မှာနက္ခတ္တရာတွေရှိတယ်အဲ့ဒါတွေသူမမြင်ရလို့သူမသိရလို့မရှိဘူးလို့ပြောရင်ဒါမမှန်မှုပေါ့မှန်တာမဟုတ်ဘူးပေါ့အေးအဲ့ဒီတိုင်းပဲမင်းကလည်းတာဝရိသနတ်ပြည်ကိုမမြင်ရလို့မင်းမရှိဘူးဆိုရင်မင်းဝန္တွင်းကံတိုင်းပဲဖြစ်မှာပေါ့နော်မျိုးစားကြီးကဝန္တွင်းကံလို့ဝန္တွင်းကံဥပမာဖြစ်နေမှာပေါ့ကိုမမြင်တာနဲ့မရှိဘူးဆိုညင်းနေရမလားရှင်ကုမာရကသဝကအဲ့လိုပြောတဲ့အခါတာဝရိသနတ်ပြည်ရှိတယ်ဒီလိုတတန်းတာဝရိသနတ်တွေကဒီလိုတတန်းရှိတယ်နော်အရှင်ကတ္တဗကို
ဘသူပြောတာလဲတဲ့တာဝရိသနာပြည့်ရှိတယ်ဆိုဘသူပြောတာလဲဘသူကပြောတာလဲဆိုတော့ပရလောကဆိုတာခုပဂရိအမေမွေးထားတဲ့မျက်စိနဲ့ကြည့်လို့မရဘူးတဲ့နော်ပဂရိမျက်စိနဲ့ကြည့်လို့မရဘူးတဲ့နော်လောကမှာတဲ့သမဏပြမနာတွေတောတောင်ဝေးလံတဲ့နေရာတွေသွားပြီးတော့မမိမလျော့တရားကျင့်နေကြတဲ့ပုဂ္ဂိုလ်ရှိတယ်တဲ့သမထကျင့်စဉ်ကိုကြည်ကြကြုတ်ကိုအထောက်နေကြတဲ့ပုဂ္ဂိုလ်ရှိတယ်အဲ့ဒီပုဂ္ဂိုလ်တွေကစံပင်ညင်းနဲ့ရပြီးတော့ဒိဗ္ဗစက္ခုလို့ခေါ်တဲ့ထူးခြားတဲ့မျက်စိအမြင်တွေကိုရရှိကြတယ်အဲ့ဒီဒိဗ္ဗစက္ခုဆိုတဲ့မျက်စိအမြင်ဟာလူတွေရဲ့အမြင်နဲ့သာလွန်ပြီးတော့ဒီလောကကိုလည်းမြင်ရတယ်ပရလောကတ attva တွေကိုလည်းမြင်ရတယ်နော်ပရလောကတ attva တွေကိုလည်းမြင်ရတယ်အဲ့ဒါကြောင့်မို့ဒိဗ္ဗစက္ခုရတဲ့ပုဂ္ဂိုလ်တွေကပရလောကရှိတယ်ဆိုတာကိုသူတို့မျက်စိနဲ့သူတို့ရဲ့ဒိဗ္ဗစက္ခုနဲ့မြင်နိုင်တယ်ကိုယ်မှာဒိဗ္ဗစက္ခုမရှိလို့မမြင်ရလို့မရှိဘူးလို့ပြောလို့မရဘူးအဲ့တော့အဲ့ဒီပုဂ္ဂိုလ်တွေကရှိတယ်လို့ပြောထားတာသူတို့ကိုယုံကြည်လက်ခံပြီးတော့သူတို့စကားကိုယုံကြည်လက်ခံပြီးတော့ပရလောကဆိုတာရှိတယ်နတ်ဘဝဆိုတာရှိတယ်ကုသကအဟုသကတို့ရဲ့အကျိုးရှိတယ်ဆိုတာလက်ခံရမှာဖြစ်တယ်တဲ့နော်ဒါအဲ့တော့ရှင်ကုမာရကတ္တဗကလည်းထူးထူးခြားခြားပြောပြတာနော်တချို့ကိစ္စတွေကခဏခေတ်တောင်မှကြည်ပါလားဗိုင်းရပ်စ်တို့တဲ့ပုံမွားတွေနော်အဲ့ဒီပုံမွားတွေတောင်မှပဲမိုက်ခရိုစကိုပနဲ့ကြည့်မှမြင်ရတဲ့ဟာရှိတယ်ပေါ့အမှန်တန်သေးတယ်အဲ့ဒါတွေတောင်မှပဲတမန်မျက်စိနဲ့မမြင်နိုင်တဲ့ဟာတွေဟာမိုက်ခရိုစကိုပနဲ့ကြည့်လို့ရှိရင်မြင်ရတာတွေရှိတယ်ပေါ့လောကကြီးမှာအဲ့ဒါလိုပဲလူတွေရဲ့ပဂတိမျက်စိနဲ့နတ်တွေကိုမြင်ရမှာမဟုတ်ဘူးသို့တော့နတ်တွေကိုမြင်နိုင်တဲ့မျက်စိနဲ့ကြည့်ပဲဆိုလို့ရှိရင်နတ်တွေမြင်ရမှာပဲလူတော်ကဘာတော့တချို့ပြောကြတယ်ညဆိုရင်တစေတရေတွေကိုခွေးတွေကမြင်ရတယ်လူတွေကမမြင်အောင်အဲ့တော့တချို့ကဘာလို့တော့ဆိုရင်ခွေးမျက်လုံးကမျက်ချီကိုလူရဲ့မျက်လုံးကိုတုပ်ပြီးတော့မျက်လုံးကိုကွင်းပြီးတော့ကြည့်ရင်တစေတရေမြင်ရတယ်လို့ပြောကြတယ်နော်အဲ့ဒါတော့ဖြစ်နိုင်စရာတော့မရှိဘူးခွေးမျက်လုံးတက်ကြည့်ရင်တော့မြင်ကောင်းမြင်နိုင်မယ်နော်ခွေးတွေကတော့မြင်ရတယ်ဒါကြောင့်မလို့ခွေးတွေကဥတယ်လေအဲ့ဒီအကောင်မလောင်နေလာလို့ရှိရင်ဥရတယ်ဟောင်းရတယ်လူတွေကတော့မမြင်ရအောင်ခွေးတွေကမြင်ရတယ်အဲ့တော့ကိုမမြင်ရလို့မရှိဘူးဆိုတာမပြောနဲ့ပေါ့သူမြင်နိုင်တဲ့ဒီလန်းတွေပါရှိတယ်တဲ့တချို့ကြတော့ဒါနဲ့ပတ်သက်ပြီးတော့ပါဠိစာပေပါဠိကျမ်းဂန်ထဲမှာဖျားဟောတာတော့မဟုတ်ဘူးပါဠိစာပေမှာအထက်ကရာရေးထားတာလေးတစ်ခုရှိတယ်တောရကြောင့်မှနေတဲ့ဆရာတော်ကြီးတစ်ပါးဆွမ်းကကြွတဲ့အခါကျတော့လမ်းမှာတစေကလေးနှစ်ယောက်နဲ့တွေ့တယ်တစေကလေးတွေကိုယ်ရင်ပြပြီးတော့ရှင်ဘုရားမျိုးတဲ့သွားလို့ရှိရင်တပည့်တော်တို့အမေတွေ့လို့ရှိရင်ပြောလိုက်စမ်းပါတပည့်တော်တို့ကစားလာပြီးစောင့်နေရတာသူကရတာလေးနဲ့ပြန်လာခဲ့ပါပေါ့သူ့မိကမျိုးတဲ့ရွာတဲ့သွားပြီးတော့စားစရာတောက်စရာရှာတဲ့လူတွေရဲ့လက်ကဖိတ်စင်ကြသွားတာတော့လူတွေပြက်လိုက်တဲ့အစာလေးတွေအဲ့ဒါတွေကောက်စားရတယ်လို့ပြောတာပဲဒါအရိဇလန်နေကဘုရားဟောတဲ့သုတ်တန်နေတယ်မှာလည်းရှိတယ်နော်
ကိုမမြင်ရလို့မရှိဘူးလို့ပြောလို့တော့မရဘူးရှိတယ်ဆိုတာပြောတယ်အဲ့တစေကလေးလေးနှစ်ယောက်ကမှားလိုက်တာသူတို့ကအိမ်အောင်သားမွေရှိတယ်ဘုံမစိုးလို့လည်းခေါ်တယ်ပြိတ္တာလို့လည်းခေါ်တယ်ဘုံမစိုးနတ်ဆိုလို့ရှိရင်တော့သူကတရားတို့တရားမြတ်ရနိုင်ဘုံမတေဝဆိုဆင်းရဲတဲ့နတ်ပေါ့နတ်ဆင်းရဲသားနတ်ကလည်းစတုပါတဲ့နတ်ကနတ်တရားဆင်းရဲတယ်နော်နတ်တိုင်းချမ်းသာတာမဟုတ်ဘူးလူကလည်းလူတိုင်းမချမ်းသာဘူးလေနတ်လည်းနတ်ဆင်းရဲနတ်မွဲရှိတယ်လူလည်းလူဆင်းရဲလူမွဲရှိတယ်အဲ့တော့အဲ့ဒီတစေလေးနှစ်ယောက်ကဆွမ်းခံကြွတဲ့ကိုရောကြီးကိုပြောကြတော့ငါမှမမြင်ရတာမင်းမေဘယ်လိုလုပ်ပြီးတော့ပြောရမှာတော့ဆိုအဲ့ကလေးလေးနှစ်ယောက်ကဆေးမြစ်လေးနှစ်ခုမထေရကိုပေးလိုက်တယ်ရှင်ပြဒါလေးယူသွားမထေရလက်ထက်လဲအဲ့ဒီဆေးမြစ်လေးလည်းရောက်ရောတစေတည်းရီပြေးနာပဲတဲ့နော်ရုပ်ကလည်းအဆိုးဆိုမျိုးမျိုးပိုက်ပူနံငါးကြီးတွေနဲ့မျက်လုံးကလည်းရှိရမယ့်နေရာမဟုတ်ဘဲနဲ့တခြားနေရာရောက်ချင်းရောက်နေအဲ့ဒါမှအယုတ်ဆိုးတာတွေရှိတယ်ပြောတယ်တစေရီတည်းရီအများကြီးတွေ့တာတဲ့အဲ့ကြတော့အေးငါပြောလိုက်မယ်ဆိုပြီးတော့အဲ့ဒီဆေးပြစ်ကလေးကိုယူသွားတာတဲ့အဲ့ဆေးတော့ဘယ်ကအပြည့်တော့မသိဘူးအဲ့ဒါစားထဲမှာပါတာပြောတာနော်အဲ့ဒီဆေးမြစ်ကလေးကိုင်းထားတာနဲ့သူအကုန်မြင်ရတယ်အဲ့ဒါဒီဆေးမြစ်လေးဆောင်းပြီးတော့မျိုးရဲရောက်တဲ့အခါကျတော့သူတို့ကပုံမှန်တန်တန်ပြောပြီးတော့မှားလိုက်တယ်တစေမှယူတော့တွေ့တယ်သူတို့ပြောတဲ့ပုံစံအတိုင်းတွေ့တယ်အမိုက်ပုံထဲမှာရက်ပြီးတော့စားစရာရှာနေတယ်တဲ့သူကစားစရာရှာနေတော့အဲ့နဲ့သွားပြီးတော့အဲ့ဒီကိုတော့ရက်သွားပြောတယ်နင်သားသမီးတွေကငါ့ကိုမှားလိုက်တယ်ရတာလေးနဲ့ပြန်လာခဲ့ပါသူတို့ဘိုက်ဆာလာပြီလို့ပြောတယ်တဲ့ငါ့ကိုမှားလိုက်လို့ငါပြောတာလို့ဆိုကိုတော့ဘယ်လိုလုပ်မြင်တာတော့မေးလိုက်တယ်အဲ့ကျတော့အော်ပြီးတော့သူ့ကိုစိုက်ကြည့်ပြီးကိုတော့ဘယ်လိုလုပ်မြင်တာတော့လို့ဆိုငါဒီဘက်ဆေးမြစ်ကြောင်မြင်တာလက်လေးဖြတ်ဆိုလူသွားတယ်အဲ့ကျတော့မမြင်ရတော့ဘူးအစားထဲမှာပါတာရှိတယ်နော်ဟုတ်မဟုတ်ကတော့ကိုယ်တိုင်လည်းရတာမှမဟုတ်တာအဲ့တော့လူသွားတာလူတာခံလိုက်ရတယ်အဲ့ကြတော့ဘာမြင်ရတော့ဘူးတစေးဒီမမြင်ရတော့အဲ့ဒါတို့သူတို့ကိုမြင်နိုင်တဲ့ဆေးမြစ်ရှိတယ်ဆိုတာလေအဲ့စားထဲမှာပါတယ်နောက်တစ်ခုကတော့ပိယင်္ဂရမာတာတို့ဥဒ္ဒရမာတာတို့ဆိုတဲ့ပုံမစိုးဆင်းရဲတဲ့နတ်ဆင်းရဲရဲ့အကြောင်းမြတ်စွာဘုရားဟောထားတာရှိတဲ့သုတ်တန်ထဲမှာဥဒ္ဒရမာတာနဲ့ပိယင်္ဂရမာတာတို့အဲ့ဒါလည်းပဲသူ့သားလေးတွေသမီးလေးတွေကသားလေးကတော့နည်းနည်းလေးလူပြောမယ်ဆိုရင်တော့9 နှစ်10 နှစ်သမီးလေးကတော့4 နှစ်အဲ့ဒါမှငယ်သေးတယ်ပေါ့မနဲ့ညနေနေဝင်ရိုးကြီးဖြစ်ပြီဆိုလို့ရှိရင်သူတို့စားရှာထွက်ကြတယ်အဲ့ဒီသူတို့စားရှာတဲ့အချိန်မှာစေတဝန်ကျောင်းထဲကိုကျောင်းသားရောက်လာတော့စေတဝန်ကျောင်းထဲမှာမြတ်စွာဘုရားတရားဟောနေတော့လူတွေအများကြီးတွေ့တယ်အဲ့ဒီလူအုပ်ကြီးကိုတွေ့တဲ့အခါကျတော့ဒီထဲမှာစားစရာတောက်စရာလူတွေများတော့သူတို့စားရင်နဲ့ကြားလာတာလေးတွေပါလေးတွေရှိမှာပေါ့အဲ့ဒါလေးတွေစားဖို့ရမလားလို့ကျောင်းထဲဝင်လာကြတယ်မြတ်စွာဘုရားတရားဟောနေတဲ့အချိန်ကျောင်းထဲဝင်လာတာကျောင်းတိုင်းတကားမုံဆောင်နတ်ကလည်းပဲသူ့ကိုမတားလိုက်ဘူးအဲ့ဒီအချိန်မှာရတော့အပြင်တော့အဲ့ဒီတကားမုံစောင့်တဲ့နတ်တွေကတားတယ်အဲ့ဒါပြောကြအဝဲမခံဘူးလို့ပြောတယ်အဲ့တော့သူကရောက်လာတော့မြတ်စွာဘုရားရဲ့အတန်တော်ဆိုတာတရားနာပရိသတ်ရှိသလောက်ကြားရတယ်ပဂရိတန်ကွာတရားနာပရိသတ်က၄ ခန်းရောက်တဲ့ဆိုရင်ဉာဏ်နဲ့လူမကြားဘူးတယောက်တည်းဟောနေရင်လည်းတယောက်တည်းပဲကြားတယ်ဉာဏ်နဲ့လူမကြားဘူး
နော်မြတ်စွာဘုရားရဲ့အတန်ကတယောက်တည်းကိုဟောနေတယောက်တည်းပဲကြားတယ်ပရိသတ်ထောင်ချီဟောရင်ထောင်ချီကြားတယ်Orient system တက်เสียမလို့အတန်ချက်ဆက်တက်เสียမလို့မြတ်စွာဘုရားဒါပဂတိအနေနဲ့ကိုစွမ်းတကူရှိတယ်လို့သူတို့ဆိုတယ်အဲ့တော့အဲ့ဒီပိယင်္ဂရပါတာပုံမစိုးသူရှင်ရဲ့နတ်မရနတ်တို့ပဲပြောကြပါစို့သူတော့ပိသစပြေပုပ်ပလူလို့သုံးနေစားတယ်သူဟာကလေးနှစ်ယောက်လက်ဆွဲပြီးတော့တရားနာတဲ့လူတွေအနီးရောက်လာတယ်သူကဒုက္ခပိမှန်လို့ရောက်လာတာမဟုတ်သည့်အတွက်ကြောင့်ကျောင်းဆောင်နတ်တွေကသူ့မတားလိုက်ဘူးသူအနီးနားရောက်လာပြီးတော့သူပါရှာတော့လူတွေထဲကနေမတော်တဆဖိတ်စင်ကြတဲ့အစားအစာလေးတွေရဖို့သူရှာတယ်လို့ပြောတယ်တော့အလောက်တောင်ဆင်းရဲတယ်သူတို့ဘဝတွေကနော်မြတ်စွာဘုရားတရားဟောတဲ့အတန်ကြားလိုက်တဲ့အခါကျတော့သူကဘုရားအတန်ကြားလိုက်တာနဲ့ရှေ့ဆက်မသွားတော့ဘဲနဲ့ရက်ပြီးနားထောင်အဲ့လိုနားထောင်နေတဲ့အခါသူ့သားလေးနဲ့သမီးလေးဟာအမေဘာလို့ရက်နေတာတော့သူတို့ဆာလာပြီးစားစရာရှာပါလူတွေစီကစားစရာရှာရကပိုက်တိုင်းမလို့လာတော့မသိဘူးစားစရာရှာပါဆိုတော့တင်းခိုင်းဆိုတော့သူကဘာပြောရငါသားတို့ငါသမီးတို့တိတ်တိတ်နေကြတာဟိုမှာမြတ်စွာဘုရားဗုဒ္ဓအရှင်မြတ်ကတရားဟောနေတာငါတို့အဲ့ဒီတရားမသိလို့အခုလိုဆင်းရဲဒုက္ခကြုံနေတာဆင်းရဲတဲ့ဘဝငါတို့ရောက်ဒီတရားဟာအမှန်တမ်းနှစ်သက်စရာကောင်းတယ်တဲ့ကိုအမျိုးသားကိုသားကိုသမီးချစ်ပါတယ်တဲ့ဒါပေမဲ့ငါကကိုမိသားစုတဲ့တရားကိုပို့ချစ်တယ်ဒီတရားမသိလို့ငါတို့အခုလိုဘဝရောက်လာတာအဲ့တော့ဒီတရားသိမှဖြစ်မယ်ဆိုပြီးတော့အဲ့ဒီပိသစပုံမစိုးနတ်မကြီးဟာတရားရဲ့နာလိုက်တာမြတ်စွာဘုရားတရားဟောတဲ့အဆုံးမှာသူသောတာပန်ဖြစ်သွားသောတာပန်ဖြစ်သွားတော့သူပြိတ္တာမဟုတ်ဘူးဆိုတာသိတာတယ်အပယ်လေးပုံသာမဟုတ်ဘူးစတုပါတဲ့နတ်ထဲမှာပါတဲ့နတ်ဆင်းရဲ့နတ်ပွဲပေါ့နတ်ဆင်းရဲ့နတ်ပွဲပဲဖြစ်အဲ့ကြတော့သူသားသမီးလေးတွေကျေးဇူးတင်တဲ့အကြောင်းပြောတယ်မင်းတို့ကတိတ်တိတ်နေပြီလို့ငါအခုတရားတို့တရားများရတယ်ဆိုသူလည်းသောတာပန်ဖြစ်သွားရောသူ့ရဲ့ဘဝဟာပြောင်းလဲသွားတယ်တရားရဲ့စွမ်းတတ္တိနဲ့ပြောင်းလဲသွားတယ်အမတန်ဆင်းရဲပြီးအယုတ်ဆိုးအကြည်တန်တဲ့ဘဝကြီးဟာနော်ဟိုရဲလို့ပေါ့လူဟာစနေရဲ့လောက်ကင်စားတော့တုန်းကတသွေးတမွေးမဖြစ်ဘူးလေပြင်းပြမနဲ့နေရတာပတ်စံလေးချမ်းသာလာတဲ့အခါကျတော့သူကောင်းစားလာလေးဝတ်လိုက်တဲ့အခါလှလှပပဖြစ်သွားလေနေစရာအိမ်လေးနဲ့ပါလေးနဲ့တဲကုတ်တဲ့အလူကလည်းပဲခုနလိုပတ်စံလေးရှိလာလို့ထီပေါက်လိုက်ရင်တော့သူကလှလှပပဖြစ်သွားတာအဲ့တော့သူကလည်းသောတာပန်လည်းဖြစ်လိုက်ရောသူတို့ရဲ့အခြေအနေကမြင့်တက်သွားတယ်အဆင့်အမြင့်လာသောတာပန်တရားရဲ့စွမ်းအားနဲ့သူတို့အဆင့်မြင့်သွားပြီးတော့နေကြစားကြတယ်အမေကအဆင့်မြင့်သွားတဲ့အခါကျတော့သားသမီးတွေလည်းအမေအရှိန်နဲ့ဘဝပြောင်းသွားကြတယ်နော်အဆင့်မြင့်သွားကြတယ်အဲ့တော့သူတို့ဟာဘဝဟာခရိုင်းလို့ကြောက်စရာလန့်စရာနတ်ဆင်းရဲ့နတ်ဆုပ်နတ်ပဲ့အနေထားမျိုးမဟုတ်တော့ပဲနဲ့ကြည့်ပြောရှုပြောနတ်လေးတွေဖြစ်လာတော့စေရွန်ကြောင်းနဲ့မှပဲသူတို့နေကြရသွားတယ်သောတာပန်ဖြစ်သွားတဲ့ခါမှတို့ရတော့အဲ့ဒီဟာတော့ပါဠိတော်မှာပါတဲ့ဟာလေးတွေပေါ့နော်ပိယင်္ဂရမာတာတို့ဥတ္တရမာတာတို့ဆိုတဲ့ဇာလန်နဲ့ရှိတယ်ပေါ့တော့အဲ့ဒါတွေကိုပိသစလို့ပြောပေမဲ့လို့စတုမာရဲ့နတ်ဘုံထဲမှာပါတယ်လို့ပဲဒီလိုပဲမှတ်အောင်ဘာလို့လို့ဆိုရင်အပဲ့လေးဘုံသားဆိုရင်သောတာပန်ဖြစ်ဘူးပရိသေရေကသောတာပန်ဖြစ်နိုင်တဲ့အသိဉာဏ်မရှိဘူးတတိကအစစ်မမီဘူးပေါ့စတုမာရဲ့နတ်ပြည်ရောက်တဲ့ဆိုလို့ရှိရင်နော်
နတ်ပြည်မှာသူကဒုက္ခတိအဟိတ်ပုဂ္ဂိုလ်မရှိဘူးတွေ့ပုဂ္ဂိုလ်လည်းရနိုင်တယ်တွေ့ပုဂ္ဂိုလ်လည်းဖြစ်တယ်အဟိတ်ပုဂ္ဂိုလ်လည်းဖြစ်တယ်အသိဉာဏ်ထက်မြက်တဲ့ပုဂ္ဂိုလ်တွေပရိသေတွေနေလို့ရတယ်အဲ့ဒီမှာအဲ့ဒါကြောင့်မလို့သူတို့တရားတို့တရားများရသွားတယ်တို့အဲ့လိုဆိုတယ်အဲ့တော့ဆင်းရဲတဲ့ဘဝကိုတမန်လူတွေရဲ့ပဂတိမျက်စိနဲ့မြင်လို့မရဘူးတဲ့ဒိဗ္ဗစကုလည်းမမြင်လို့ရမယ်ပေါ့အဲ့တော့မမြင်နိုင်ဘူးအဲ့တော့မမြင်နိုင်တာကိုမမြင်ရလို့မရှိဘူးမပြောပါနဲ့တဲ့ဒါကိုကြည့်ပြီးတော့မင်းပရာလောကရှိတယ်ဆိုတာမှတ်ပါနောက်ဘဝရှိတယ်ဆိုတာလည်းမင်းမှတ်ထားပါကုသကအဟုသကအကျိုးရှိတယ်ဆိုတာလည်းမင်းမှတ်ထားပါလို့ပြောတော့အရှင်ဘုရားဘယ်လိုပဲပြောတပည့်တော်လက်မခံနိုင်သေးဘူးတမနောနောကပရလောကဆိုတာမရှိဘူးသိပြီးတော့နောက်ထပ်ပြန်မွေးတဲ့နောက်ဘဝဆိုတာမရှိဘူးကုသကအဟုသကရဲ့အကျိုးဆိုတာမရှိဘူးလို့တပည့်တော်တော့ဆွဲမြဲယုံကြည်တယ်ရှင်ဘုရားပြောပေမဲ့လက်မခံနိုင်သေးဘူးဆိုတော့ဒါဆိုမျိုးစားကြီးလက်မခံနိုင်လို့လက်မခံနိုင်ရင်မင်းမအကြောင်းပြစရာရှိလားဆိုရှိတာပေါ့တဲ့ဒါဖြင့်ဘယ်လိုအကြောင်းပြမလို့ဆိုတပည့်တော်စဉ်းစားကြည့်တယ်အကျင့်သီလသိက္ခာကောင်းတဲ့တရားကျင့်နေတဲ့ပုဂ္ဂိုလ်တွေသူတို့ဟာအသက်ရှင်ကြတယ်မသေးချင်ကြဘူးချမ်းသာဒုက္ခကိုမျက်နှိုးကြတယ်ဆင်းရဲမှကြောက်ကြတယ်နော်ဆင်းရဲမှကြောက်ကြတယ်တပည့်တော်ကအဲ့ဒီပုဂ္ဂိုလ်တွေကိုကြည့်လိုက်တဲ့အခါတရားဓမ္မနဲ့ပျော်မွေ့နေတဲ့ပုဂ္ဂိုလ်တွေကဘသူပဲဖြစ်ဖြစ်သူတို့ကအသက်ရှင်ကြတယ်ပျော်မွေ့နေကြတယ်မသေးချင်ကြဘူးအဲ့တော့သူတို့ကိုကြည့်ပြီးတော့သူကအခုလို့သူတော်ကောင်းတရားအထုတ်နေတဲ့ပုဂ္ဂိုလ်တွေဟာဒီဘဝကသေသွားလဲထိတဲ့ကောင်းတဲ့ဘဝရောက်မြေအိုးကိုခွဲပြီးတော့ရွှေကိုရတယ်လို့ဖြစ်မယ်ထိတဲ့အစင်းမြင့်တဲ့ဘဝရောက်နော်မြေအိုးကိုခွဲပြီးတော့ရွှေအိုးရတယ်လို့ထိတဲ့အစင်းမြင့်တဲ့သူတို့ဘဝကိုရောက်ကြမှာဖြစ်တယ်အဲ့ဒါလို့ရောက်ကြမယ်ဆိုတာသူတို့သိရတဲ့နဲ့ဒီဘဝကိုဘာဖြစ်လို့အဆုံးမတတ်ကြလဲသူတို့ဟာကိုကျင့်သီလလည်းကောင်းတယ်တရားဓမ္မလည်းကျင့်သုံးနေကြတယ်လူတော်လူကောင်းတွေဖြစ်တယ်လူတော်လူကောင်းတွေရဲ့လာရဂတိဟာအမတ္တမအစင်မြင့်တယ်လို့ပြောတယ်အဲ့ဒါဆိုလို့ရှိရင်အခုလို့နှိမ့်ကြပြီးဒုက္ခရောက်နေတဲ့ဘဝဘာလို့နေလူဘဝဆိုတာပြဿနာတွေအများကြီးပဲနော်စိတ်ညစ်စရာတွေအများကြီးအဲ့တော့အစိတ်တောက်ပြီးသေပါလားနောက်ဘဝရှိတယ်ဆိုလို့ရှိရင်ဒီမှာမနေနဲ့နောက်ဘဝပြောင်းတချို့ကတော့နိုင်ငံခြားထွက်ကြတယ်ပေါ့အခုကတနေ့ရမှမကောင်းဘူးဆိုတနေ့ရပြောင်းကြတယ်လေအဲ့တော့နောက်ဘဝတည်တဲ့ကောင်းတာရှိတယ်ဆိုလို့ရှိရင်ကိုယ့်ကိုတတ်သိပြီးနောက်ဘဝသွားပေါ့တဲ့သူတွေ့ရအဲ့ဒါတို့တွေ့တာနော်တည်တဲ့ကောင်းတဲ့နေရာလူတွေဟာကိုယ့်နိုင်ငံမကောင်းဘူးဆိုရင်တခြားနိုင်ငံထွက်သွားကြတယ်အဲ့ဒါလို့ပဲဒီဘဝမှာဆင်းရဲတယ်ဆိုရင်ထိတဲ့ကောင်းတဲ့ဘဝသွားပေါ်တဲ့အစိတ်တော့ပြီးတော့ဖြစ်စီတနည်းနည်းနဲ့ကိုကျိုးဆွဲချပြီးတော့သေးတာပဲဖြစ်စီလက်ပင်ကိုဓာတ်နဲ့လှီးပြီးသေးတာပဲဖြစ်စီ6ကဘာဘောခုံချပပတိဝပပတိဒါစားရဲပါတယ်ပြောတာနော်ပပပြေအဲ့တော့တရားဘောခုံချတယ်အဲ့တော့အဲ့ဒါလို့ခုံချကိုတတ်သိပြီးတော့နောက်ဘဝသွားကြပါလားတဲ့အဲ့တော့တပည့်တော့သူတို့ဟာအဲ့လိုမသေးကြဘူးတဲ့နောက်ဘဝမှာတည်တဲ့ကောင်းတာရောက်နိုင်ရင်ဒါနဲ့သူတို့မသေးဘူးတဲ့သူတို့ကပေးလိုက်လို့ရှိရင်အသက်ရှင်ကြတယ်မသေးကြဘူးချမ်းသာကိုလိုလားတယ်ဆင်းရဲဒုက္ခကိုကြောက်တယ်ဒါပေမဲ့ကိုတတ်သိကြတာမလုပ်ကြဘူးတဲ့ဒါလည်းပဲအကြောင်းတစ်ခုပဲတဲ့နောက်ဘဝမရှိလို့နေမှာနောက်ဘဝတကယ်ရှိပြီဆိုရင်ကိုတတ်သိသွားပေါ်တယ်နောက်ဘဝထိတဲ့ကောင်းတဲ့ဘဝရောက်မှာသွားပါလားတဲ့အဲ့တော့ကိုတတ်ပြီးတော့မသေးရဲတာဟာနောက်ဘဝမရှိလို့ပဲသူကလည်းလက်တွေ့သမားပဲနော်အဲ့ဒါလို့ညှင်းဆိုတာ
ညင်းဆိုတော့ရှင်ကုမာရကသဘာကဥပမာတစ်ခုပြောတယ်မြို့စားမင်းနဲ့ငါဥပမာတစ်ခုပြောပြမယ်ဥပမာနဲ့ပြောရင်နားလဲကြတယ်ပေါ့ရှေးတုန်းကတဲ့ပုံနာကြီးတစ်ယောက်ကအိမ်နောက်ဘက်2ယောက်ရှိတယ်တဲ့နော်ပုံနာကြီးကအိမ်နောက်ပြုတ်ထားတာ2ယောက်ရှိတယ်အိမ်နောက်ဘက်2ယောက်ရှိတယ်တစ်ယောက်ကသားယောက်ျားလေးမွေးထားတာအဲ့ဒီသားယောက်ျားလေးဟာ10နှစ်12နှစ်အရွယ်ရှိနေပြီဟိုတစ်ယောက်ကတော့မွေးကနေ70ပဲရှိသေးတယ်နော်ဇနီး2ယောက်ယူထားတယ်အဲ့ဒီလိုအချိန်မှာပုံနာကြီးတည်သွားတယ်အိန္ဒိယထုံးစံအရယောက်ျားတည်လို့ရှိရင်အိမ်နောက်ဘက်အမျိုးသမီးကအမွေခံလို့မရအောင်သားရှိရင်သားကမှအမွေခံလို့ရတယ်သမီးကလည်းအမွေခံလို့မရအောင်ဒါပမာပြေထုံးစံမဟုတ်ဘူးအဲ့ဒီထုံးစံသိဖို့လိုတယ်နော်အိန္ဒိယမှာဒါကြောင့်မို့လို့သားယောက်ျားမွေမှမြတ်တယ်ဆိုတာအမွေရနိုင်လို့ပြောတယ်သားယောက်ျားမမွေရင်အမွေမရဘူးသမီးမွေးလို့အမွေမရဘူးပြီးတော့ယောက်ျားသိလို့ရှိရင်မိန်းမအမွေမရဘူးသားသမီးမထွန်ကားလို့ရှိရင်အမွေမပေးဘူးအမွေဆက်ခံခွင့်မရှိဘူးသူတို့နိုင်ငံဥပဒေအရအဲ့တော့အဲ့ဒီပုံနာရက်သေးသွားတယ်သေသွားတော့အမွေခံခွင့်ရှိတဲ့လူကခုနက10နှစ်12နှစ်အရွယ်ရှိတဲ့ကလေးလေးမရကြီးရဲ့သားဆိုတော့အဲ့ကောင်လေးကအမွေခံခွင့်ရှိဟိုမရငယ်ကအမွေသေးဘူးမွေကနေ70ပဲရှိသေးတယ်အဲ့ကြတော့ဘာလုပ်တော့ဆိုတော့အဲ့ဒီကလေးလေးကသူ့ဖေးသေးသွားတဲ့အခါကျတော့သူ့ရဲ့မိတွေးကိုသွားပြောတာသူရလိုက်တဲ့အမွေတွေသူပေးသူသိမ့်မယ်ပေါ့သူ့ဖေးရဲ့အမွေတွေကုန်ယူမယ်ဆိုသူ့မိတွေကဘာပြောတော့နေပါအောင်နဲ့ငါ့ဘိုက်ထဲမှာလည်းကလေးရှိသေးတယ်ပေါ့ယောက်ျားလေးလားမိန်းကလေးလားမသိသေးဘူးယောက်ျားလေးဆိုရင်မင်းနဲ့တဝက်စီရမှာပေါ့ခဏဆိုင်ပါအောင်မကြခင်ငါမိဖွာတော့မှာပါဟိုကောင်လေးကအာမဆိုင်နိုင်ဘူးအခုကျုပ်အမွေရခြင်းပြီဆိုတော့အဲ့ဒီမိတွေးလုံးတဲ့ပုဂ္ဂိုလ်ကမွေးဖွားခြင်းထီအောင်မဆောင်မဲနဲ့ဘာလို့တော့ဆိုရင်သူ့ဘိုက်သူ့ခွဲပြီးတော့ထဲထဲကလေးလေးယောက်ျားလေးလားမိန်းမလေးလားဆိုတာသိအောင်လုပ်တယ်ခုခေတ်ဆိုရင်တော့သိကြမှာသိမှာပေါ့သူ့ဟာသူ့ဘိုက်ခွဲပြီးတော့ခြေလိုက်တဲ့အခါကျတော့သူ့လည်းသိသွားတယ်ကလေးလည်းသိသွားတယ်အဲ့ဒါကိုဥပမာပေးတာသူဟာမလိမ္မာတာပေါ့လိမ္မာလို့ရှိရင်ဒီအချိန်မှာမွေးဖွားဖို့အချိန်မတန်သေးလို့ရှိရင်သူစောင့်လိုက်စောင့်ပြီးတော့မှယောက်ျားလေးမွေးမယ်ဆိုရင်သူကအမွေတဝက်ရမယ်မိန်းကလေးမွေးတယ်ဆိုရင်အမွေမရဘူးတော့အဲ့ဒီအချိန်မစောင့်မဲနဲ့သူကသူ့ဘိုက်ထဲဟာခွဲကြည့်လိုက်တဲ့အခါကျတော့သိသွားတယ်ညောင်စလုံးသိသွားအဲ့ဒါရမယ်ရွှေငွေအမွေပစ္စည်းတွေအတွက်သူကဒီလိုသွားလှုပ်လိုက်တဲ့အခါကျတော့တဲ့ကိုယ့်ရဲ့အသက်လည်းဆုံးရှုံးသွားတယ်ကိုယ်ဝမ်းနဲ့ကလေးလည်းဆုံးရှုံးသွားတယ်အမွေပစ္စည်းတွေလည်းဆုံးရှုံးသွားတယ်သူလှုပ်တာဒီလည်းမကြဘူးပေါ့အဲ့ဒါလိုပဲတဲ့မင်းသူရှာတဲ့ရှာနီကမျိုးကိုချင်းသီလရှိကြတဲ့သူတော်ကောင်းတွေကမလုပ်ဘူးတဲ့သူအချိန်တန်သည့်ထိအောင်နေကြမယ်နော်ဆိုလိုတာကအချိန်မှမတန်သေးပဲနဲ့တတ်သေးလို့ပဲဖြစ်ပါမလို့ပေါ့သူအချိန်တိုင်းရမှာပေါ့အဲ့တော့အချိန်မတန်မဲနဲ့တတ်သေးတာမျိုးလုံးလို့ရှိရင်အခုမွေးချိန်မတန်မဲနဲ့ကိုယ့်ဘိုက်ကိုခွဲလိုက်တယ်လို့ဖြစ်မှာပေါ့တဲ့အဲ့ဒါကြောင့်မလို့တတ်မသေးကြတာပညာရှိတဲ့ပုဂ္ဂိုလ်တွေဟာတဲ့ပညာရှိတဲ့တဝနာပြမနာကိုချင်းသီလရှိတဲ့ပုဂ္ဂိုလ်တွေအတွက်အသက်ရှိနေတဲ့ဖြင့်အသက်ရှိသလောက်ကုသိုလ်ကောင်းမှုတွေလုပ်ဖို့ခွင့်လန်းရှိတယ်တဲ့ဒါကြောင့်မို့လို့မသေးချင်ကြတာနောက်ဘဝမရှိလို့မဟုတ်ဘူးမင်းတွေးတာမှားနေတယ်ဟုတ်တော့ဗောနော်သူတို့အသက်ရှင်နေတာကတခြားအကြောင်းကြောင့်ရှင်နေတာနောက်ဘဝမရှိလို့အသက်ရှင်နေတာမဟုတ်ဘူးဒီဘဝမှာအသက်ရှိလေးပို့ကောင်းလေးအသက်ရှိလေးကုသိုလ်တွေလုပ်လို့ရတယ်အဲ့ဒီရွယ်ချက်နဲ့သူတို့ကဘဝမှာ
ကိုတတ်မသေးကြတာတဲ့အဲ့ဒါကိုအကြောင်းဖြစ်မမှတ်နဲ့တဲ့မင်းစဉ်းစားကြည့်အဲ့ဒါလေးနဲ့တဲ့မင်းနောက်ဘဝမရှိဘူးလို့ပြောလို့မရဘူးတဲ့သူတို့ဟာအသက်ရှင်နေသမျှကာလပတ်လုံးအများရဲ့အကျိုးစီးပွားတွေလူမှုရေးတွေကုသိုလ်ကောင်းမှုတွေအများကြီးလုပ်နိုင်တယ်ဒါကြောင့်မို့လို့မင်းအဲ့ဒါလေးကိုအကြောင်းဖြစ်မသတ်မှတ်နဲ့တဲ့တဝလောကပရလောကဆိုတာရှိတယ်နော်နောက်ဘဝဆိုတာလည်းရှိတယ်ကုသကဥဒကရဲ့အကျိုးဆိုတာလည်းရှိတယ်လို့မင်းကလက်ခံလိုက်ပါမင်းပြောတဲ့အကြောင်းကအကြောင်းမဟုတ်ဘူးလုံလောက်တဲ့အကြောင်းမဟုတ်ဘူးလို့ဒီလိုပြောလိုက်တဲ့အခါကျတော့လက်ခံမှုတော့နောက်ထပ်လာအောင်မှာသူကစမ်းသပ်လက်တွေ့သမားလေးနောက်ဘဝမရှိဘူးဆိုတာကိုသူကအမျိုးစုံသူစမ်းထားတာလေအဲ့တော့နောက်ထပ်စမ်းမဲ့အချက်လက်တွေကိုလည်းပဲနောက်ရက်တည်းကျတော့မှဆက်ပြီးတော့ဟောမယ်သူကများတယ်14မျိုးလောက်ထင်အောင်ရှိသေးတယ်မဆုံးသေးဘူးအဲ့ဒါနဲ့လက်မခံတဲ့အကြောင်းသူထပ်ပြောလာတယ်နော်ဒါကြောင့်လောကကြီးမှာနောက်ဘဝဆိုတာရှိပေမဲ့လို့တချို့ကိစ္စတွေကလက်တွေ့ပြလို့မရဘူးနော်တမန်မျက်စိနဲ့လည်းမြင်လို့မရဘူးပရလောကရှိတယ်ဆိုတာလည်းလက်တွေ့ပြလို့မရဘူးကံကံကြီးကျိုးရှိတယ်ဆိုတာလည်းလက်တွေ့ပြလို့မရနိုင်ဘူးအဲ့တော့မရနိုင်တာတွေဟာယုံကြည်ချက်နဲ့ပဲတချို့ကလက်ခံထားနော်ဗိုင်းရပ်စ်တို့လူတွေရဲ့ယောဂကိုဖြစ်စေတတ်တဲ့ယောဂပိုးတွေဘက်တီးရီးယားတို့ရှိတယ်ဆိုတာဟာလူတွေရဲ့မျက်စိနဲ့မြင်ရတာမဟုတ်ဘက်တီးရီးယားပိုးတွေတို့ဗိုင်းရပ်စ်တွေတို့မြင်ရတာမဟုတ်မမြင်ရပေမဲ့လို့ဗမာပြည်ကလူတွေ3 နှစ်လောက်ဗိုင်းရပ်စ်အတွေ့အကြုံတွေရလိုက်တော့လက်ခံကြရတာပဲလေမယုံပါဘူးမရှိပါဘူးဆိုလို့မရဘူးလေရှိလို့သေတဲ့လူတွေသေကုန်နော်ဒါပေမဲ့ဗိုင်းရပ်စ်COVID-19 လို့သာပြောတာတခါမှမမြင်ဘူးဘယ်လိုဟာလဲလို့ဆိုမြင်ရတာမှမဟုတ်တာနော်မမြင်ရလို့မရှိဘူးလို့ပြောလို့မရဘူးဗိုင်းရပ်စ်ကူးသွားပြီတော့ကြတော့ဒုက္ခရောက်သွားပြီဆိုရယ်အများကြီးပဲကမ္ဘာမှာလည်းပဲအဲ့တိုင်းပဲလူတွေသေကြစေကြမရှိဘူးမဟုတ်ရှိနေတယ်သို့တော့ရှိတော့ကိုယ့်မျက်စိနဲ့မြင်ရလားလို့ဆိုမမြင်ရဘူးအဲ့လိုမမြင်ရဘဲနဲ့ရှိနေတဲ့ဟာတွေအများကြီးရှိတယ်ဆိုတာစဉ္ញတို့တရားနဲ့ရှင်ကုမာရကတ္တဗကသိတဲ့ပြမျိုးစားကြီးကိုအခုလိုဥပမာမျိုးစုံနဲ့နောက်ဘဝရှိတဲ့အကြောင်းကိုရှင်းလင်းဟောကြားပေးတာပဲဖြစ်တယ်။ဒါကြောင့်တရားချက်ကင်သူတော်စင်ပြိဿအပေါင်းတို့လောကမှာမြတ်စွာဘုရားကပရလောကဆိုတာလည်းရှိတယ်။နောက်ဘဝဆိုတာလည်းရှိတယ်။ကံကံဤကုသကံအကုသကံတို့ရဲ့အကျိုးတရားဆိုတာလည်းရှိတယ်လို့ဟောထားလို့ကိုယ်ကလည်းရှိတယ်လို့လက်ခံကြရတာဖြစ်တယ်။ရှုံကြည်ချက်နဲ့ပဲလက်ခံရမှာဖြစ်တယ်။အဲ့ဒါကိုသိပ္ပံနိကြစမ်းသပ်ခြင်းလို့ကတော့မရနိုင်ဘူး။ရနိုင်တဲ့ဤတလန်းကတော့ဒိဗ္ဗစက္ခုညရအောင်သမထကျင့်စဉ်ကိုကျင့်ပြီးတော့ရှိမရှိကိုယ်တိုင်သိအောင်လုပ်တဲ့ဤကအဲ့ဒီဤပဲရှိတယ်။ဒါကြောင့်မို့လို့တချို့အရာတွေကရှုံကြည်ချက်နဲ့ပဲလက်ခံကြရတာဖြစ်တယ်။လက်တွေ့ပြလို့မရနိုင်တာတွေလောကမှာအများကြီးပဲနော်။ကိုအမေဖေးတောင်ယုံကြည်ချက်နဲ့လက်ခံရတာလေမွေးလာပြီးတော့မှအမေဆိုတာတွေ့တာအဖေးဆိုတာတွေ့တာအဲ့တော့ဒါအမေပဲဒါအဖေပဲလို့ပြောတဲ့အတိုင်းလက်ခံကြတာအဲ့လိုလက်ခံတယ်လို့ကိုမမြင်ရပေမဲ့လို့လက်ခံရမယ့်အချက်တွေများစွာရှိတယ်ဆိုတာကိုသိရှိမှတ်သားပြီးအစဉ်အလာအရလက်ခံပြီးကောင်းကျိုးချမ်းသာရအောင်ကြည်ကြကြုတ်ကိုပွားများအားထုတ်နိုင်ကြပါစေကုန်သတည်းအရှင်ဖေယဖေယတပည့်တော်တို့သည်ဓမ္မအသိဉာဏ်ရရှိမှသာလျှင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအသိဉာဏ်ရရှိစေရန်ရှိတန်ကြလျက်ဓမ္မသဘင်
ဆင်းရဲခြင်းပါပြုလုပ်ကြ၍အမတဒါနဓမ္မဒါနတရားလှူတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုကျိုးသေးလေးမြတ်စွာမမတ်သားသားအာယုန်ထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တဗဝတ္ထုအစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအထုပ်ပြုလို့ရသောဤကောင်းမှုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှု၏ဖို့ဘာကကိုအမိအဖအဖို့အဖွာဆွေမျိုးညာတိတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏သာသနာတော်ဆောင်နှင့်လောကဆောင်နှင့်တို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏32ဘုံကျင့်နေကုန်သောလုံးစုံများစွာတတ္တဝါတို့သည်ကုသိုလ်အမြတ်ကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်း